ကဘာပေါ်ကကျင်းစာအပြင်းဆုံးလို့သတ်မှတ်ခံထားရတဲ့အယုတ်တရုတ်ရှိပါတယ်။သူ့ရဲ့နာမည်ကတော့ Robert ပါ။1904ခုနှစ် Florida က Jim ဆိုတဲ့ကောင်လေးတစ်ယောက်ကအဲ့ဒီအယုတ်ကိုလက်ဆောင်ရခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲ Jim ရဲ့မိဘတွေကညဘက်ဆိုရင် Jim အခန်းထဲကိုတစုံတစ်ယောက်နဲ့စကားပြောတဲ့တန်ကြားလာရပါတယ်။ထူးဆန်းတာက Jim ရဲ့အတန်မဟုတ်ဘဲနဲ့တခြားတူတူတူနဲ့အကွဲတန်ကြီးတစ်ခုပါပဲ။ Jim ဟာတညမှာအော်ဟစ်နိုးလာခဲ့ပြီးတော့သူ့ရဲ့အခန်းထဲကပရိဘောဂတွေအလိုလိုလဲချကုန်တာကိုတွေ့ခဲ့ရပါတယ်။Jim က Robert ကလှုပ်ထားလို့ပဲတူတူပြောနေခဲ့ပါတယ်။ Jim တည်ဆုံးသွားပြီးတဲ့နောက်ပိုင်းအဲ့ဒီအိမ်ကိုပြောင်းလာတဲ့မိသားစုတွေကလည်း Robert အယုတ်ရဲ့မျက်နှာမူရာပြောင်းလဲတာတားဟားနဲ့ရီမောတန်တွေကိုကြားခဲ့ရပါတယ်။အခုချိန်မှာတော့ Robert ကို Florida ကပြတဲ့တစ်ခုမှတင်ထားပါတယ်။ထိတ်လန့်စရာအကောင်းဆုံးကတော့ဒီအယုတ်ကိုခွင့်မတောင်းမဲ့ဓာတ်ပုံရိုက်တဲ့သူတိုင်းဟာပြင်းထန်တဲ့ကားအသီးတန်းဖြစ်တာအလုပ်ပြုတ်တာနဲ့မိသားစုဝင်တွေတည်ဆုံးတာမျိုးကိုကြုံရတတ်ပါတယ်။ဒီပြတဲ့ရဲ့နေရာမှာလေ Robert ကြီးတောင်းပန်ပါတယ်။ကျင်းသားကိုပြန်ယူသေးပေးပါဆိုတဲ့စာတွေအပြည့်ပါပဲမိတ်ဆွေတို့ရောဒီအရုပ်ကိုဓာတ်ပုံရိုက်ရေးပါမလားမလုပ်ခင်တော့တေချာစဉ်းစားကြပါဦးနော်အခုလိုထိတ်လန့်စရာဖြစ်ရမှန်ဇလန်းတွေအတွက် My City ကို like and follow လုပ်ထားပေးကြပါဦးခင်ဗျာ